ကဲကျွန်တော်တို့အားလုံးမျှော်လင့်ဆောင်နေကြတဲ့ Champions League Quarter Final ပွဲတွေပြန်လာပြီဗျာဒီညမှာတော့ကျွန်တော်တို့အသင်းကပထမအကြောပွဲစဉ်အဖြစ် Sporting Lisbon နဲ့ Portugal မြေမှာအပွဲကင်းပွဲတွားခံရမှာဗျာဒီပွဲကလွယ်တော့မလွယ်ဘူးဗျာကျွန်တော်တို့တကယ် share ရုံးရမှာဗျာလက်ရှိမန်တယ်ဘာနဲ့ဆိုလို့ရှိရင်ပို့ဆိုးတယ်တကယ်ကို share ရုံးရမှာဗျာဘာလို့လဲဆိုတော့ Sporting Lisbon ရဲ့ဒီဟာဒီအိမ်ဝင်အားတကယ်ကိုကျွတ်စင်ဗျာကျွန်တော်ကြည့်ရတော့ဆိုလို့ရှိရင်ဒီဟာဒီမှာ Sporting Lisbon ကသူတို့ရဲ့ Portugal League မှာလဲအိမ်ဝင်73ပွဲကန်ထားတယ်တပွဲပဲရှုံးထားတယ်တပွဲရှုံးတပွဲတိကျထားပြီကျွန်တော်ပွဲ7ပွဲတိတိနိုင်ထားတယ်ဗျာနော် Champions League Phase မှာဆိုလို့ရှိရင်လဲအိမ်ဝင်4ပွဲကန်တာ4ပွဲလုံးနိုင်ထားတယ်အဲ့ဒီ4ပွဲမှာလဲ PSG လို့အသင်းမျိုးတွေပါပါတယ်ဗျာဆိုတော့ Sporting Lisbon ရဲ့အိမ်ဝင်အားတွားရှုပ်လို့တော့မရဘူးဗျပြီးတော့နောက်ဆုံးပြန်ပွဲဆုံးမှာလဲ14ပွဲ15ပွဲဇက်တိုင်းမှာပိုတိုကလင်းကိုအဝေးကမှာတစ်ခါပဲရှုံးထားတယ်ကျွန်တော်ပွဲဒီကလုံးသေးတဲ့အနိုင်တွေပဲရှယ်ကျုံးထားတာဗျဆိုတော့ Sporting Lisbon ကလက်ရှိအချိန်မှာသူတို့ရဲ့ form က current form ကတော်တော်လေးကြောက်စရာကောင်းနေတယ်လို့ပြောလို့ရတယ်ဗျအိမ်ဝင်အားကတော့အထူးသဖြင့်ကြောက်စရာအကောင်းဆုံးပေါ့လေဒီတော့ဒီအသင်းရဲ့အိမ်ဝင်အားကကျွန်တော်တို့ Southern နဲ့ပွဲရလိုမျိုး Manchester နဲ့ပွဲလိုမျိုးကမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမဆိုပဲအစိမ်းအချိတ်ခံလိုက်ရမယ်မသိရတယ်ဗျဒါပေမဲ့တခုရှိတာကသူတို့အသင်းရဲ့အသင်းကောင်းဆောင်ကွင်းလင်ကစားမှာ Hushman ပွဲပဲကြောင့်မပါနိုင်ဘူးဒီပွဲကိုအဲ့ဒါမှဘာသာဥတီမှာအာဆင်နယ်ပုံကိုတတူတူထားတဲ့ကောင်လေအာဆင်နယ်ပြည်သက်ဖြစ်နေတဲ့ကောင်အဲ့ကောင်ကဒီနေ့ပွဲမှာမပါနိုင်ဘူးအဓိကထားမှာဗျဒီတော့သူတို့အသင်းရဲ့ကွင်းလင်လိုအားလုံးအတွက်ကိုဒီအရာကအနေနဲ့အများတက်ရောက်စေလိမ့်မယ်လို့ကျွန်တော်ယူဆမိရဗျပြီးတော့ကျွန်တော်အသင်းကလည်းအဓိကကွင်းလင်အတွက်ဖြစ်တဲ့ Rice နဲ့ဆိုပြီးအတွက်ရတောက်လျှောက်အနိုင်ရထားတယ်ဆိုတော့သူတို့အသင်းကအဓိကသားမှာတယောက်မပါနိုင်တဲ့အခြေအနေနဲ့ကျွန်တော်အသင်းရဲ့ fresh ဖြစ်နေတဲ့ကွင်းလင်နဲ့ဆိုလို့ရှိရင်ကျွန်တော်အသင်းကသတိထားပြီးကြိုင်မယ်ဆိုလို့ရှိရင်ကွင်းလင်တိုက်ပွဲမှာကျွန်တော်အသင်းရှုံးတဲ့အကြောင်းမရှိဘူးဗျာပြီးတော့နောက်ထပ်ကျွန်တော်အသင်းအတွက်အားသာချက်အနေနဲ့က Yogres ကလည်းဂုဏ်ယူနေတယ်ဘာသာလည်းသိတဲ့အတိုင်းပဲဥရောပမှာတိုက်စစ်မှုတယောက်ကဂုဏ်ယူပြီဆိုလို့ရှိရင်ကိုကတောက်လျှောက်ကိုမြူတတ်တာဗျာဒီတော့ကျွန်တော်အထင်ဒီညာပွဲကကျွန်တော်အသင်းအတွက် Yogres ကထွက်ပေါက်အဖြစ်တစ်ခုမှဖြစ်လာမလားပေါ့လေဒါပေမဲ့ဒီအရာအလုံးထက်အရေးကြီးဆုံးကမန်တယ်ပိုင်းပဲဗျကျွန်တော်အသင်းက international break အပြီးမှာပြန်လာမယ်လို့ကြုံဝါထားကြပြီမဲ့မထင်မှတ်ဖက်တဲ့ Southern ကိုအဖေဖလာမှာရှုံးမှုထွက်ထားတယ်ဆိုလိုတာကတပန်အတွင်းမှာဖလားပြန်ပွဲတစ်ခုစတိုက်ကနေထွက်ထားရတယ်ဗျအခုကမှလည်းဖလားပြန်ပွဲဆိုတော့ဒီမန်တယ်မှာ pressure ပြီးနေတဲ့ဟာကဒီ Champions League ကိုပါမလာဘူးလို့မျှော်လင့်ရတယ်ဗျအဲ့လိုမျိုး pressure တန်ပြီးနေတဲ့မန်တယ်နဲ့သွားမှဆိုလို့ရှိရင်တော့တည်ကြတယ်ဗျ Sporting ဟိုကအင်ဝင်အားနဲ့ကျလို့လာလိမ့်မယ်ဗျအဲ့ဒါတော့လုံးဝတည်ကြတယ်ဗျဒါပေမဲ့အဲ့ဒီစိတ်ဓာတ်ကြီးကိုအနောက်မှာထားခဲ့ပြီးတော့တသင်းလုံးက fresh ဖြစ်နေငါတို့အသင်းကဥရောပရဲ့အကောင်းဆုံးအသင်းတွေကတသင်းပဲဆိုတဲ့စိတ်ဓာတ်နဲ့ဗန်နဲ့အမှန်တကယ်တွားကျုံးမယ်ဆိုလို့ရှိရင်တော့ဒီသင်းရဲ့ကွင်းမှာလည်းမန်သာအကြောင်းမရှိလို့ကျွန်တော်ထင်နေဗျဒီတော့အဓိကစိတ်ဓာတ်ပဲဗျစိတ်ဓာတ်နဲ့တကယ်ကန်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီသင်းကိုမကြော်ဖက်နိုင်တာအကြောင်းမရှိလို့ကျွန်တော်ထင်နေဗျဒါပေမဲ့တချို့ brother တွေနဲ့ယူဆမှုတွေကတခုရှိတာက brother တချို့ကတော့ဒီဘွဲကိုအဓိကမရှုံးထိန်ကန်အိမ်ဝင်ရောက်မှခေါ်ပြီးပွဲဖြတ်အဲ့လိုမျိုးထင်မယူဆကြတယ်ဗျဒါပေမဲ့ကျွန်တော်တော့အဲ့လိုမထင်ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့အိမ်ဝင်ပွဲပြီးလို့ရှိရင်တွေ့ရမှာဟာအတိအကျမှာသွားကြရမယ်ပရီးမီးယားလိရဲ့အရေးကြီးဆုံးကျွန်တော်တို့အရေးကြီးဆုံးပွဲအဲ့ဒီအတွက်ကိုဒီပွဲမှာမဖြတ်နိုင်ဘူးဆိုလို့ရှိရင်အဒီပွဲကြလို့ရှိရင်ချန်ပီယံလိပွဲနဲ့အဒီပွဲနဲ့ဂျာနာသွားနိုင်တယ်ဗျာဒါပေမဲ့ဒီတစ်ဘက်ကကြတော့ကျွန်တော်တို့ဒီ Sporting နဲ့ကန်ပြီးလို့ရှိရင်ဂျာထဲမှာ weekend မှာကန်ရမှာကဘုံမောက်ကိုအိမ်ဝင်မှာအခန့်ကန်ရမှာဒီတော့ဒီဘုံမောက်နဲ့ပွဲကမန်စီးတီးနဲ့ပွဲတက်လို့ရှိရင်နဲ့တော်သေးရပြောလို့ရဗျာဒီတော့ဘုံမောက်နဲ့ပွဲကနည်းနည်းချွေတာပြီးတော့ဒီနေ့ညကန်မဲ့ချန်ပီယံလိကိုအပြတ်ဖြတ်ထားနိုင်မယ်ဆိုလို့ရှိရင်ဒါမဲ့တပတ်အိမ်ဝင်ပွဲမှာကစားအားချန်ကန်ပြီးမန်စီးတီးနဲ့ပွဲတော့အောင်မလို့ရမယ်လို့ကျွန်တော်ထင်နေဗျာဒါကကျွန်တော်ယူဆပါလေမဟုတ်လို့ရှင်လို့ရှိရင်ဟိုချန်ပီယံလိလိုပရီးမီးယားလိလိုနဲ့မန်စီးတီးနဲ့ပွဲမှာရှုံးသွားလို့ရှိရင်မလွယ်ဘူးဗျဆိုတော့ဒီဘက်ပရီးမီးယားလိမှာပွဲမကျက်နေတဲ့အချိန်မျိုးမှာချန်ပီယံလိကိုအဓိကအောင်စထားတာကောင်းမယ်လို့ကျွန်တော်ထင်တယ်ဗျဟိုအာဒီတာလည်းကျွန်တော်နဲ့ဒီနေရာမှာအမြင်တူမယ်လို့ကျွန်တော်ယူဆမိတယ်ဗျဒါပေမဲ့နိုင်အောင်ကံမယ်ဆိုတာပါဇက်ကသာပြောတာလွယ်တာဗျတကယ်ကန်တော့ထင်တော့မလွယ်ဘူးပေါ့လေ Sporting ကလည်းအိမ်ဝင်မှာဒီဟာဒီမှာ share plan နဲ့ခြေစွမ်းပြနေတာဆိုတော့တကယ်ကန်ထင်တော့မလွယ်ဘူးပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ချန်ပီယံလိမှာ share plan နဲ့ခြေစွမ်းပြနေတဲ့ခြေစွမ်းနဲ့ဆိုလို့ရှိရင်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးပုံစံပြနိုင်မယ်ဆိုတော့စိတ်သက်ပိုင်းနဲ့သွားကြမယ်ဆိုလို့ရှိရင်ဘာသာတော့ဒီပွဲကပုံမှန်နိုင်တာကြမယ်ဆိုလို့ရှိရင်မနိုင်တာအကြောင်းမရှိလို့ကျွန်တော်ထင်တယ်ဗျာဆိုတော့ကျွန်တော်တက်ထက်အမြင်ရဆိုလို့ရှိရင်တော့ဒီပွဲကိုကျွန်တော်ကအနံတီးတောင်ပဲမျှော်လင့်ထားပါတယ်ဗျာဘာသာတော့ဘယ်လိုထင်လဲဗျာ